ဒီဗီဒီယိုမှာ Smile1 website ကနေ Mobile Legends Diamond ဖြည့်တဲ့နည်းကိုပြောပြပေးသွားပါမယ်။ browser တစ်ခုခုမှာ www.smile.1 လို့ရိုက်လိုက်ပါ။ဒါဆိုရင် website ထဲရောက်သွားပြီပေါ့နော်။ site ထဲရောက်သွားရင်ဒီညာဘက်အပေါ်တောင်းလေးမှာပေါ့နော်အလံနေရာလေးရှိတယ်အလံနေရာလေးမှာ Brazil အလံလေးထားလိုက်တော့နော်အခုကတော့ Brazil အလံဖြစ်တယ်တခြားအလံဖြစ်နေ Brazil အလံလေးကိုပြောင်းလိုက်ပါပြီးရင် enter ကိုနှိပ်ပြီးတော့ Google account နဲ့ login ဝင်လိုက်ပါ enter ကိုနှိပ်လိုက်ပြီးရင်ဒီမှာကိုယ့်ရဲ့ Google account လေးနဲ့ login ဝင်လိုက်ပါဒါဆိုရင် account login ဝင်ပြီးသွားပြီပေါ့နော်ဒီမှာက Smile1 မှာတခြားကိန်းတွေလည်းဖြည့်လို့ရတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ကဒီ Mobile Legends Diamond ဖြည့်တော့ပဲပြောမှာဆို Mobile Legends နဲ့ဝင်လိုက်ပါဒါဆိုရင် Diamond ဖြည့်တဲ့နေရာလေးကိုရောက်သွားပြီပေါ့နော်ဒီမှာအရင်ဆုံးကဘာဖြည့်လို့ရတယ်ဆိုရင်ကိုယ့်ရဲ့ ID ပြီးရင် server ID ဖြည့်ရမယ်ဘယ် Diamond တွေဖြည့်လို့ရတယ်ဆိုရင်ဒီမှာDouble Diamond ဖြည့်လို့ရတယ်86ကနေစပြီးတော့ဒီ Diamond အကြီးတွေဖြည့်လို့ရတယ်ပြီးရင် Twilight Pass ဖြည့်လို့ရတယ် Weekly Pass ဖြည့်လို့ရတယ်ဒါဖြည့်တဲ့ပုံစံလေးကဘယ်လိုလဲဆိုတော့ဒီမှာဘော server ID ချက်ကိုယ့်ရဲ့ KID ထည့်လိုက်ပါနော်ကိုဖြည့်ခြင်းနဲ့ KID ထည့်ပြီးသွားရင်ဥမာ86ဖြည့်မယ်ဆိုရင်86ကိုရွေးလိုက်ရင်အောက်မှာ Smile coin လေးကိုထည့်ရွေးပြီးသွားရင်အောက်ဘက်ဆုံးကဒီ 61.5 ဆိုတဲ့ဒီအစိမ်းရောင်လေးရှိတယ်အဲ့ဒါဘရာဇီးဘာသာပေါ့ဒီနားကဘိုင်နောင်းလာတော့မသိအဲ့ဒါလေးနှိပ်လိုက်နော်အဲ့ဒါဆိုရင်ဒါဝယ်တာပြီးသွားပြီဒီဝယ်တာပြီးသွားပြီဆိုတော့ဒီ coin တွေရ coin ဘယ်လိုဖြည့်ရလဲဆိုရင်ကျွန်တော်ပြောပြမယ် coin ဘယ်လိုဖြည့်ရလဲဆိုရင်ဒီလူရုပ်ပုံစံလေးကိုနှိပ်လိုက်နော်ညာဘက်ပေါ်ဆောင်လူရုပ်ပုံစံလေးနှိပ်လိုက်ပြီးရင်အခုလောဆယ်တော့ဒီမှာ0ဖြစ်နေနော် activation code ဆိုတာလေးနှိပ်လိုက်အဲ့နေရာလေးမှာကျွန်တော်တို့ကဒီ Smile coin ရောင်းတဲ့သူတွေရှိရပါတော့ကုတ်ကလေးရမယ်ဥပမာ300ဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်အဲ့ကုတ်ကလေးကိုဒီမှာနှိပ်ပြီးတော့ redeem to my account ဆိုနှိပ်လိုက်ရင်ဒီမှာ300ဖြစ်နေ300ရောက်မယ်1000ဖြစ်နေ1000ရောက်မယ်1000ဖြစ်နေ1000ရောက်မယ်ဒါဆိုရင်ဟိုဘက်က Diamond တွေဖြည့်လို့ရပြီ Smile ကုတ်ဒီအကြိုက်ထားလို့ရတယ်เนาะဒီက expand ဖြစ်တယ်ဆိုရင်တစ်ခါမှတော့မကြုံဘူးသေးပါဘူးဒီစစ်ထည့်ထားလို့ရတယ်ဒီ Smile ကုတ်ကိုဘယ်မှာဝယ်လို့ရလဲဆိုရင်ဒါကျွန်တော်ရဲ့ Telegram channel မှာဝယ်လို့ရပါတယ် Telegram channel ကSmile1 coin PR ဆိုပြီးတော့ဟို Telegram မှာရှေ့ click ခါလိုက်ပါနော်Smile1 coin PR လို့ရိုက်ရှာပြီးတော့ Telegram channel မှာ KP ဝယ်ပေးနေဝယ်လို့ရတယ် USDT နဲ့လည်းဝယ်လို့ရပါတယ်တော့ပဲခင်ဗျာကျေးဇူးပါ